Hello အားလုံးပဲမင်္ဂလာပါကဲဒီနေ့ကကြတော့ဗာလေးတွေကိုပြန်ပြောလေ့လာကြမယ်ဆိုလို့ရှိရင်စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေကိုပြန်ပြောလေ့လာကြမယ်အဲ့တော့ပထမဆုံးတစ်ခုအနေနဲ့ကဘာလဲဆိုလို့ရှိရင်ဝေါ်ရှန်ခ咖啡ဝေါ်ဆိုတာကျွန်တော်ရှောင်းဆိုတာဖြစ်ချင်တယ်ခဆိုတာတောက်တယ်咖啡ဆိုတာ coffee အဲ့တော့ဝေါ်ရှန်ခ咖啡ဆိုလို့ရှိရင်ကျွန်တော် coffee တစ်ခွက်တောက်ချင်တယ်ဒါမှမဟုတ်လို့ရှိရင်ဝေါ်ရှန်ခ奶茶ဆိုတာ milk tea ပေါ့နော်အဲ့တော့ဝေါ်ရှန်ခ奶茶ဆိုလို့ရှိရင်ကျွန်တော်ဒီ milk tea တစ်ခွက်တောက်ချင်တယ်ပေါ့နော်အဲ့လိုအစားထိုးသွားလို့ရတာပေါ့ဒါမှမဟုတ်ရှင်နွားနို့တောက်ချင်တယ်ဆိုလို့ရှင်ဝေါ်ရှန်ဟန်ညိုနိုင်ဆိုလို့ရှင်ကျွန်တော်နွားနို့တောက်ချင်တယ်ပေါ့နော်ညိုနိုင်ဆိုတာကကြတော့နွားနို့နိုင်ချာဆိုတာကကြောင့် milk tea coffee ဆိုတာ coffee ပေါ့နော်နောက်တစ်ခါကြတော့ဗာလဲဆိုလို့ရှိရင်我想吃米饭ဆိုတာထမင်းပေါ့နော်我想吃ဆိုတာစားတာအခါကျ我想吃米饭ဆိုလို့ရှိရင်ကျွန်တော်ထမင်းစားချင်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်我想吃面条ဆိုတာခောက်ဆွဲအဲ့တော့我想吃面条ဆိုလို့ရှိရင်ကျွန်တော်ခောက်ဆွဲစားချင်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ပေါင်မုံစားချင်တယ်ဆိုလို့ရှိရင်面包ဆိုတာပေါင်မုံအဲ့တော့我想吃面包ဒါမှမဟုတ်ရှင်ကိတ်မုံစားချင်တယ်ဆိုလို့ရှိရင်我想吃蛋糕ကိတ်မုံကိုကျတော့蛋糕လို့ခေါ်တယ်နော်အခါကျတော့我想吃蛋糕ဆိုလို့ရှိရင်ကျွန်တော်ကိတ်မုံစားချင်တယ်နောက်တစ်ခါကျတော့ဗာလဲဆိုလို့ရှိရင်我想去中国ဆိုတာတရုတ်ပြည်ပေါ့နော်အဲ့တော့我想去ဆိုတာတွားတာအဲ့တော့我想去中国ဆိုလို့ရှိရင်ကျွန်တော်တရုတ်ပြည်ကိုတွားချင်တယ်ဒါမှမဟုတ်လို့ရှိရင်我想去美国ဆိုတာကအမေရိကကိုပြောတာအဲ့တော့我想去美国ဆိုလို့ရှိရင်ကျွန်တော်အမေရိကကိုတွားချင်တယ်နောက်လို့ရှိရင်我想去埃及ဆိုတာအီဂျစ်ကိုပြောတာပေါ့နော်အီဂျစ်နိုင်ငံကိုပြောတာပါအဲ့တော့我想去埃及ဆိုလို့ရှိရင်ကျွန်တော်အီဂျစ်ကိုတွားချင်တယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း我想去韩国ဆိုတာကိုရီးယားကိုပြောတာပေါ့နော်အဲ့တော့我想去韩国ဆိုလို့ရှိရင်ကျွန်တော်ကိုရီးယားကိုတွားချင်တယ်ပေါ့ဒီလိုအစားထိုးသွားပြီးရုံပဲပေါ့နော်我想ကျွန်တော်ဖြစ်ချင်တယ်去တွားချင်တယ်中国တရုတ်ပြည်韩国ကိုရီးယားပေါ့နော်我想去韩国အဲ့လိုလေးအစားထိုးသွားလို့ရပါတယ်နောက်တစ်ခါကျတော့ဗာလဲဆိုလို့ရှိရင်我能陪你一起去我ဆိုတာကျွန်တော်能ဆိုတာဖြစ်နိုင်တယ်ပေါ့နော်နိုင်တယ်ပေါ့陪ဆိုတာအဖော်ပြတာ陪我吧ဆိုရင်ငါအဖော်ပြပေးပါပေါ့နော်我能陪你一起去一起ဆိုတာတူအဲ့တော့我能陪你一起去ဆိုလို့ရှိရင်ငါနင့်ကိုအဖော်ပြပြီးတော့မှတွားပေးလို့ရတယ်ပေါ့နော်ပြောချင်တာငါနင့်အဖော်ပြပေးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင်我能在这抽烟吗我ဆိုတာ